Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းစကားပြန်လုပ်ရတဲ့အလုပ်မှာ company ဝန်ထမ်းတစ်ယောက်ဖြစ်ရောထိုင်းဘာသာစကားကိုသင်ကြားပေးနေတဲ့ language teacher တစ်ယောက်ဖြစ်တော့ဒီနေ့တာမှာဘာလို့ဖြစ်နေလဲဆိုတာကိုလိုက်ကြည့်ပေးကြပါအောင်ရှင်မနက်8:20ဆိုတာနဲ့ရုံးဝင်ရောက်ပါပြီပြီးရင် ready ဖြစ်ဖို့ပြင်ဆင်နေပြီပေါ့နော်ရုံးတက်ချိန်8:00ခွဲပြီဆိုတာနဲ့အရင်ဆုံး morning briefing တက်ရပါတယ်morning briefing ပြီးရနဲ့ကိုနေရာကိုပြန်ပြီးတော့အလုပ်ကလေးတွေစလုပ်ပါပြီရှင်အလုပ်ကြီးပဲဇာတ်တိုက်လုပ်နေပြန်ရင်တော့လည်းပြင်းဖို့ကောင်းနေမှာပေါ့နော်အဲ့တော့အလုပ်ပေါ်ကင်ဘက်တွေနဲ့အလုပ်လေးလုပ်လိုက်ရည်စရာမောစရာလေးရှိနေပြောလိုက်ကြနေပဲအလုပ်ကို fun ဖြစ်ဖြစ်လေးလုပ်ပါတယ်ရှင်ဒီလောက်ကလေ time translator တည်တတ်မယ်မဟုတ်ဘဲနဲ့ coordinator အနေနဲ့လည်းလုပ်ရတယ်ဆိုတော့လေနားချိန်တော့တိတ်မရှိဘူးပေါ့နော်ခါလီကြရင်လည်း customer နဲ့စကားပြောရတာမျိုးလည်းရှိပါတယ်ကဲ9 နာရီလေးခွဲပြီဆိုတော့ရုံးဆင်းပါပြီရှင်ရုံးကလည်းပြန်ဘိုက်ကလည်းစာနေရတယ်ဒီဂျာမတ်တိုင်ကကြည့်မြင်နိုင်ဆွဲဆိုင်လေးမှာမိုဒီတပွဲဝင်တောက်ခဲ့ပါသေးတယ်အိမ်ပြန်ရောက်ရင်လည်းမနာအသေးပြန်ပါဘူးထိုင်းမှာကြောင်းတက်နေတဲ့ကျောင်းသားတွေကိုလည်းအချိန်ပိုင်းထိုင်းစာလေးသင်ပေးဖြစ်ပါသေးတယ်ကဲကျမရဲ့ကျောင်းသားတွေရဲ့ skill ကိုတစ်ချက်လောက်ကြည့်လိုက်ပါဦးအဲ့ဆိုရင်ဒီလေးခုကိုအရင်ဆုံးပြောကြည့်မယ်အမှားဆုံးကြောအာမောจำနာချီတယ်โอเคမော်မားနဲ့မတက်ပဲနဲ့နောနူနဲ့တက်တယ်ဆိုရင်ရောကြောအာနောจานဗာဒိတ်ပဲလေပကံပြာအဲ့တော့တပကံအဲ့လို classifier အနေနဲ့လေတုံးတယ်ตัวอาโมจဟုတ်တယ်ำตำถำสำชำงำนำยဟုတ်တယ်ဂိမ်းမ